Gmail အကောင့်ဖွင့်နည်းလေးကိုတည်တည်ချာချာလေးပြပေးမယ်နော်အစအနေပြပေးမှာဖြစ်တဲ့အတွက်မသိသေးတဲ့သူတွေအနေနဲ့တည်တည်ချာလေးကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အဲ့တော့အစပြမယ်နော်ဖုန်းထဲမှာဒီလို Play Store လေးရှိလိမ့်မယ်နော်အဲ့တော့ Play Store လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီ Play Store ကကိုလိုချင်တဲ့ software တွေ download ဆွဲရတယ်ပေါ့ game ဆိုလဲ game ပေါ့နော်ဒီလို download ဆွဲပြီးတော့ Play Store မှာဒါ Gmail အကောင့်ဖွင့်ဖို့လိုတယ်အဲ့ဒါကြတော့ဆိုင်မှာအဲ့ဒါလည်းဒီအဆင့်နဲ့ဖွင့်တာပေါ့နော်ဖွင့်ပြီးသားဖုန်းမှာရတာပေါ့နော်ဒါကဒီဖုန်းကတစ်ခေါက်ဖွင့်ပြီးသားဆိုတော့နောက်တစ်ခေါက်ဖွင့်ပြီးပြပြီနော်ဒီနေရာလေးမှာ Gmail ဆိုပြီးရိုက်ရှာလိုက်နော် ဒီမှာ Gmail ဆိုပေါ်လာနော် Gmail ဆိုရိုက်ရှာလိုက် Gmail ဆိုရိုက်ရှာပြီးတော့ဒီမှာတွေ့လားဒီမှာ Gmail တော့ဒါကျွန်တော်ကဒါ download ဆွဲပြီးသားမလို့ဒီမှာ open ဆိုပြီးတော့ပြတယ်နော် open ဆိုတော့ပြပြီဆိုတော့ဒီ Gmail လေးကိုနှိပ်လိုက်မယ်ဒီမှာနှိပ်ပြီးတဲ့အခါကျလို့ဒီနားရောက်သွားပြီဆိုဒါကကျွန်တော်ရှိပြီးသား account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က Gmail account အသစ်ဖွင့်မှာเนาะ account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီအောက်ကအနာသား account ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะဒါလေးကိုတည်တည်ချာလေးကြည့်ထားပေးပါကျွန်တော်တည်တည်ချာလေးပြပေးမယ်เนาะအနာသား account ဆိုတာနှိပ်မယ်ဒီနေရာကိုရောက်လာပြီဆိုကျွန်တော်တို့ကဒီ Google ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးကိုသူဒါမျိုးလေးသွားတယ်ဒါကဖုန်းကကျွန်တော်ဒီ lock ခတ်ထားတော့ဒါလက်ပွေလေးပေးလိုက်မယ်နော်တချို့ဒီ pattern နဲ့ဆို pattern ဒီနေရာရောက်လာပြီဆိုကျွန်တော်တို့ကဒါ account အသစ်ဖြစ်မှာဖွင့်မှာဖြစ်တဲ့အတွက် account အသစ်ဖွင့်မှာเนาะဒီနေရာလေးကိုနှိပ်မယ်เนาะအောက်မှာတွေ့ရလားမသိဒီမှာတွေ့လားเนาะ create account ဆိုတာတွေ့လားဒီနေရာလေးเนาะတွေ့ရလားဒီနေရာလေးဒါလေးเนาะဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဒါpersonal လို့ပဲရွေးလိုက်ပါเนาะဒီအပေါ်ကဟာလေးပေါ့เนาะအပေါ်ကဟာလေးဒီနေရာလေးရွေးလိုက်မယ်เนาะဒီနေရာလေးဒီနေရာရောက်လို့ရှိရင်ကျွန်တော်နာမည်လေးပေးမယ်ပေါ့နော်နာမည်အပေါ်တစ်လုံးရဲ့အောက်တစ်လုံးရဲ့ကျွန်တော်ကဒီမှာနာမည်လေးတစ်ခုပေးလိုက်မယ်ဥပမာထားတော့မောင်အောက်မှာလဲနော်မောင်ပေါ့နော်မောင်ဆိုပြီးတော့နာမည်လေးပေးလိုက်မယ်ပေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီပေးရပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်မယ်တစ်ဆင့်ချင်းပြပေးတာဖြစ်တော့တေချာလေးကြည့်ပေးပါနော်ဒါ Gmail အကောင့်ဖွင့်နေလေးပါเนาะဒီနေရာရောက်သွားပြီဒီနေရာရောက်လာပြီဆိုကျွန်တော်တို့ကကိုယ့်ရဲ့မွေးနေ့တက်ကြီးတွေအမှန်ထည့်ဖို့တော့လိုတယ်ပေါ့เนาะကျွန်တော်ကဒီမှာမွေးနေ့တက်ကြီးလေးတစ်ခုရေးလိုက်မယ်ဒီမှာဒါဘယ်နှလပိုင်းလဲထားပါတော့ကျွန်တော်ခုဇန်နဝါရီလကိုရွေးလိုက်မယ်ပေါ့เนาะနေ့ရက်ကိုကြတော့ကျွန်တော်ကဒီမှာထားပါတော့ဇန်နဝါရီလ1ရက်နေ့ကိုလည်းပေးလိုက်မယ်เนาะဒါအမိတ်ဆွေတို့ကတော့ကိုယ်အကောင့်မှန်တဲ့ဒီမှာပြီးလို့ချင်းခုနှစ်ပေါ့เนาะခုနှစ်ကိုကြတော့ကျွန်တော်ဒီမှာခုနှစ်မှာ1990လို့ထည့်လိုက်မယ်เนาะထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကြတော့အောက်ကယောက်ျားလားမိန်းမလားပေါ့เนาะအဲ့ဒီထည့်တဲ့နေရာမှာဒီနေရာမှာဒါကအောက်ကယောက်ျားလေးဆိုလို့ရှိရင်ဒီနေရာလေးကိုနှိပ်လိုက်เนาะယောက်ျားလေးဆိုရင်ဒီနေရာလေးကိုနှိပ်လိုက်ပေါ့เนาะမိန်းကလေးဆိုအပေါ်ကနေနှိပ်လိုက်ဒါယောက်ျားလေးအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာလေးနှိပ်ပြီးသွားလို့ရှိရင်ဒီအောက်ဆုံးကဒီအပြာလေးပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာရောက်လာပြီเนาะဒီနေရာရောက်လာပြီဆိုရင်ကိုပေးခြင်းတဲ့ Gmail account နာမည်လေးတစ်ခုပေးမယ်ဒီနေရာမှာသူများပေးပြီးသားနာမည်ဆိုရင်တော့မရဘူးပေါ့နော်ကျွန်တော်ဒီမှာနာမည်လေးတစ်ခုပေးလိုက်မယ်เนาะကျွန်တော်ကနာမည်တော့ရတယ်เนาะဒီနာမည်တော့ရတယ်ဒီနေရာမှာကျွန်တော် password လေးတစ်ခုပေးလိုက်မယ်เนาะဒီခုန account လေးရဲ့ password ပေးမယ်ကျွန်တော်ဒီမှာpassword လေးတစ်ခုရိုက်ထည့်လိုက်မယ်ပေါ့နော်ဒီ password တွေကတော့မမေ့အောင်တင်ထားပါတော့ကျွန်တော်တို့ပြီးလို့ရှိရင် screenshot လေးရိုက်လိုက်ပါနော်ပြီးလို့ရှိရင်ဒါမျိုးနှိပ်ပြီးကျွန်တော်ဒီနာကအပြာလေးကိုနှိပ်လိုက်မယ်နော်ဒီမှာအကောင့်လေးရသွားပြီเนาะဒီနေရာရောက်သွားရင်ဒီအောက်ကဒီအပြာလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးကျွန်တော်မြင်တာထင်သာရှိအောင်နီးကပ်လေးပြပေးတာဒီနေရာလေးနှိပ်လိုက်မယ်နှိပ်သွားဒီလိုစာတွေပေါ်လာပေါ့နော်အစုံပဲပေါ့ဗျာဘာညာဘာတာရကာပေါ့ရှောက်ရေးထားလေးအဲ့လေးတွေကိုဒါမျိုးလေးဆွဲတင်လိုက်မပြီးအောင်ဆွဲဟိုးအောက်ရောက်သွားပြီဆိုကျွန်တော်ဒီအောက်က I agree ဆိုတာလေးနှိပ်လိုက်ပေါ့နော်ဒါသဘောတူပါတယ်ပေါ့သူရဲ့စီကံချက်တွေပေါ့ကျွန်တော်တို့ကနော်ဒါလေးကိုနှိပ်လိုက်ဒါမျိုးပြနေပြီနော်နည်းနည်းကျွန်တော်ကနားလဲအောင်ဖုံးနေဒီလိုပြတာဖြစ်တဲ့အတွက်ကြည့်ရတာအဆင်မပြေရင်ပြောနော်နောက်တနည်းပြန်ပြပြီโอเคဒီနေရာရောက်သွားပြီဆိုကျွန်တော်တို့ဒီအပေါ်ကဒီနေရာလေးကိုပြန်နှိပ်လိုက်မယ်
ဒီမှာတက်လာဒါမျိုးပြနေပြီဒါမျိုးလေးရောက်လာပြီဆိုရင်ကျွန်တော်တို့ကတချို့တွေကအကောင့်တွေကို TikTok အကောင့်ဖွင့်လို့ရှိရင်ကုန်းမဝင်ဘူးဆိုတာဒီနေရာလေးဒါမျိုးတွေကြောင့်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ဒါမျိုးရသွားပြီเนาะဒါမျိုးရသွားပြီဆိုကျွန်တော်တို့ကဒါအကောင့်ရသွားပြီပေါ့เนาะဒါ Gmail အကောင့်တစ်ခုလွယ်ကူစားရသွားပါပြီဒီအဆင့်နဲ့ကျွန်တော်တို့ကမပြီးသေးပါဘူး setting လေးတွေချိန်ရမယ်အဲ့ဒါမှကျွန်တော်တို့အကောင့်တွေလွှတ်မကြမှာပေါ့เนาะထားတော့ဒီနေရာလေးဒီနေရာမှားလို့ဒီနေရာလေးနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ကဒီ manage your account ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะတွေ့လားဒီနေရာလေးဒါမျိုးလေးပြနေပြီဒါဒီနေရာပြနေပြီပေါ့เนาะဒီနေရာရောက်လာပြီဆိုရင်ဒီနေရာတွေမှာဖြည့်မှကျွန်တော်တို့ account တွေကလော့မကြမှာပေါ့เนาะဒါတွေမဖြည့်ထားဘူးဆိုကျွန်တော်တို့က Gmail account တွေလော့ကြတာတွေဖြစ်တတ်တယ်အဲ့ဒီတော့ကျွန်တော်ဒီနေရာမှာဗာထည့်ရမလဲဆိုတော့ဒီမှာ recover ဖုန်းဆိုတာဒီမှာဖုန်းလေးဒီနေရာလေးကိုနှိပ်လိုက်မယ်โอเคဒီမှာဖုန်းနံပါတ်တွေလားဖုန်းနံပါတ်ထည့်ရမယ်ကျွန်တော်ဖုန်းနံပါတ်တစ်လုံးထည့်လိုက်မှာပေါ့เนาะကျွန်တော်ဖုန်းနံပါတ်လေးကြည့်လိုက်အောင်ပါခင်ဗျကျွန်တော်ဖုန်းနံပါတ်လေးထည့်ပြပါပြီပေါ့เนาะဒီနေရာမှာဒီလိုဖုန်းနံပါတ်တွေကကျွန်တော်တို့ဒီ Gmail နဲ့ပေါ့နော်မချိတ်ထားတဲ့ဖုန်းနံပါတ်တစ်ခုတော့ထဲမှာတင်ပါအောင်နော်ချိတ်ထားဘူးတာဖုန်းနံပါတ်ဆိုထည့်လို့မရဘူးအဲ့တော့ဖုန်းနံပါတ်ထည့်ပြီးတော့ပါပြီအဲ့တော့ဒီနေရာလေးကို save ဆိုတာလေးနှိပ်လိုက်မယ်โอเคဒီမှာရသွားပြီပေါ့နော်ဒီမှာ तू ကနောက်တစ်ခုပြော recover email တဲ့ကျွန်တော်တို့ကနောက်ထပ်ပေါ့နော် email တစ်ခုနဲ့ link ချိန်ရမှာဒါကတော့ကျွန်တော်နောက်မှပဲချိန်ပြတော့မယ်ဒီနေရာလေးကိုကြော်လိုက်မယ်ပေါ့နော်အဲ့တော့ဒီတစ်ခုပြီးသွားရင်ကျွန်တော်ဒီအဆင့်ဒီနားလေးအပေါ်လေးကိုပြန်နှိပ်ပြန်ထွက်မယ်ဒီနေရာမှာပြတာတော့ဒီနာအဝါလေးကကျွန်တော် recover email ပေါ့နော်နောက်ထပ်ဒီဟာနဲ့ link ချိန်ထား email တစ်ခုလိုတာပေါ့နော်ဒါတွေကတော့နောက်မှပဲပြမယ်အဲ့တော့ဒါမျိုးလေးမရှိကျွန်တော်ဒီဘေးဟာလေးကိုခဏနှိပ်လိုက်ခုနဖုန်းနံပါတ်နဲ့ချိန်ထားတော့လုံလောက်ပါပြီဒါပေမဲ့ပို့ပြီးကောင်းအောင်ပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသူကဒီမှာတွေ့ရ home ပေါ့လိပ်စာပဲလိပ်စာအတိအကျဖြစ်စရာမလိုကျွန်တော်တို့ဒါကအမှန်တကယ်သုံးလဲဆိုတဲ့ဥစ္စာကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ပေါ့နော်နေပြီးတော့ okay ဒီနေရာရောက်ကျွန်တော်ကထားပါတော့ရန်ကုန်လို့ပဲနှိပ်လိုက်မယ်เนาะဒီမှာရန်ကုန်ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးကိုနှိပ်လိုက်မယ်ကြည့်ရတာလေးအဆင်ပြေလားမသိကျွန်တော်ကscreen recording နဲ့ရိုက်နေတဲ့အတွက်ကြောင့်မရှင်းပါသလိုလေเนาะမရှင်းထပ်ပြောเนาะနောက်မှထပ်ဖွင့်ပြမယ်